Hello, hello, me. Sabila namaskar. Today ka do tangay shinri siya ni yare say daya atang sorry daya mo no. Era ha jero tangay shinri siya yare say daya ha blue pong sa myo ne shile zolo shina myo be shi bare. Tangay shin shi de lu daiခံစားမှုတဲ့အရာတွေပါပဲပြောလို့ရှိရင်လူတိုင်းလို့တော့မခံစားဘူးပေါ့နော်အဲ့လိုမျိုးတော့ချက်ချပပရှိတယ်တချို့အနေနဲ့အများခံစားရတယ်ပေါ့နော်တငယ်ချင်းကိုအကြောင်းပြုပြီးတော့စိတ်မတက်တိုင်ဖြစ်တာစိတ်ပင်ပန်းတာအဲ့လိုမျိုးတော့လူတိုင်းမှာရှိပါတယ်ငယ်ငယ်တော့ဘလို့တငယ်ချင်းမျိုးနဲ့တွေ့ကြုံခဲ့ဘူးလေဆိုရှင်အဲ့လိုမျိုးမိုးချိုးသူငယ်တဲ့အဲ့ဒီအတန်းလေးမှာတော့သူများတွေကလေကိုမဟုတ်ကြောင်ပြောပြီးတော့ကိုမလုပ်တဲ့အရာကိုလုပ်တယ်လို့ပြောပြီးတော့မိဘတွေကိုတိုင်ပြောပြီးမှရိုက်ခံရဘူးလေပေါ့နော်ဒါကတော့အရန်ငယ်တဲ့အချိန်မှာပေါ့အဲ့ဒီထက်ကြော်ပြီးမှတဒန်းကနေစပြီးတော့၄တန်းထိရကြတော့လုံးဝအနိုင်ကျင့်ခံဘူးတဲ့ပေါ့နော်အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ဘလို့ထိအနိုင်ကျင့်လဲဆိုလို့ရှိရင်တော့အဲ့ဒီ3နှစ်တာကာလပတ်လုံးမှာသူပြောတာလောက်ရတယ်သူထိုင်ဆိုထိုင်ထားဆိုထကိုရဝစ်ကျွေးဟောဘောနော်အရင်ပဲကြောက်တယ်ပြီးလို့ရှိရင်ရိုက်ခံရတယ်စောတာမှရိုးစောတာလည်းမဟုတ်ဘူးစောပြီးလို့ရှိရင်ဒုတ်တွေနဲ့လည်းရိုက်တယ်ပြီးလို့ရှိရင်ကိုကမုတ်ရောင်နဲ့ကိုအိမ်ကမုတ်ရောင်နဲ့မလားဆိုင်ရှိတယ်အဲ့တော့ကျတော့အဲ့ဒီဆိုင်ကနေမုတ်ခိုးပြီးမှသူ့ကိုကျွေးရတယ်အဲ့လိုမျိုးလဲကျွေးဘူးတယ်ကိုမတနေ့တာမမှုဖို့နည်းလေးရတာအဲ့ဒါတပတ်စာစုပြီးတော့ကိုကဥမာမမခောက်ဆွဲတွေပါတွေဝယ်စားတယ်ဆိုလို့ရှင်လဲသူကယူမစားပြစ်တယ်အဲ့လိုမျိုးအရင်ပဲအနိုင်တင်နိုင်ခံရတယ်ဘောနော်ပြီးလို့ရှင်သူရဲ့ပစ္စည်းတွေပျောက်သွားပြီဆိုလို့ရှင်ကိုလာယူတယ်ပြီးလို့ရှင်ကိုမှမရှိတရှိနဲ့စိတ်ပင်ပန်ရတယ်စိတ်အရင်ပင်ပန်ရတယ်ကြောင်းသွားပြီဆိုတာနဲ့ကြောင်းဖွင့်ပြီးဟေးဆိုတာနဲ့ကိုစိတ်ကနှလုံးကြီးအရန်တုံတယ်တုံနဲ့ပြီးလို့ရှိရင်စနေတနေ့လို့ဆိုရှင်အရန်ပြောတယ်ကြောင်း3လပိတ်ပြီဆိုလို့ရှိရင်အရန်ပြောတယ်ကြောင်း3လပိတ်ပြီးမှကြောင်းပြန်ဖွင့်တော့မယ်ဆိုရင်လဲစိတ်ထဲကအရန်ပဲကြောင်းမနေရှုံကြောင်းထွက်ချင်တယ်ကြောင်းမထွက်ရဘူးဆိုလို့ရှိရင်တော့မှတခြားကြောင်းတွေကိုတွားပြီးမှကြောင်းပြောင်းပြီးမှကြောင်းတက်ချင်တယ်မနော်အဲ့ဒီအချိန်မှာတငယ်ချင်းတက်ရောက်သူကကိုအရန်မဲ့အနိုင်ကျင့်ပါတယ်ပြီးလို့ရှိရင်ဒီလက်ကလေးဒီမှာအရာပေါ်လာမသိဘူးဒီမှာလက်ပြတ်ထားတာအဲ့ဒီလက်ပြတ်ထားတဲ့ဒီလက်ကပြတ်သွားတာမှာဒီမျိုးလုံးဝဘယ်လိုပြောမလို့ဒီမျိုးတွန်းလိုင်းကြနေလေဒီလက်ကပြတ်ပြီးတော့လေပြီးလို့ရှိရင်လုံးဝပြတ်ထွက်သွားတာမဟုတ်ဘူးအဲ့တော့ပဲအိမ်မှာပဲပတိတွေပါတယ်စီးပြီးတော့လေအတော်ကအရင်က nest တင်တန်းအမျိုး nest လုပ်ဘူးလေသူပြောရလေဆေးတင်တန်းတက်ဘူးလေအဲ့တော့ကျတော့အိမ်မှာပဲဆေးတွေအစုံနဲ့သူကပတိစီးပြီးတယ်ပတိစီးပြီးမှအဲ့ဒီပတိဖြုတ်တာတော့မှသိပ်မကြသေးဘူးသူ့အလိုမကြလို့ဆိုမှဂျယ်လီပေတန်နဲ့အဲ့မျိုးအဲ့ဒီဒန်ရအခုမှမကြက်ဒန်ရကိုဂျယ်လီပေတန်နဲ့တင်လာရိုက်တာအကြိုက်ပဲကိုမဘာမှမပြောကိုရဝစ်ကျွေးပဲဒါလုံးဝဝစ်ကျွေးပဲတင်လာအိမ်ကအဖွားလဲတိတယ်အဖွားလဲတိုင်းမျိုးတဲ့သူကအရန်အနိုင်ကျင့်တယ်ရိုက်တယ်ပရှင်မှုလက်စားပစ်တယ်အဲ့လိုမျိုးသွားတိုင်လဲအဖွားကကြောင်းလာတဲ့ရှင်ကဆီယမကိုတိုင်ပြောလိုက်မယ်နော်ဆိုတော့ကိုကမလုပ်ပါနဲ့တဲ့မလားတကယ်လို့အဖွားတိုင်ပြောလို့ဆီယမသူ့ကိုဆိုလို့သူကကိုထပ်ပြီးမှလုံးမှာပေါ့ကြောက်တာပေါ့နော်ကျတော့ဟာကျတော့အဖွားကိုမတိုင်ပေးပါနဲ့ဆိုပြောတယ်ပြီးရှင်အိမ်ရောက်ပြီးတော့လေ तू ကအဖွားလို့ तू ကသမီးကိုဘာလုပ်တယ်ညာလုပ်တယ်ဆိုလို့ရှင်ပြောလို့ရှင်နင်လာမပြောနဲ့ငါတိုင်ပြောပြရမလားဆိုတော့အချိန်ကျတော့နင်ကဘာမှမပြောဘဲနဲ့မလုပ်ပါနဲ့လို့ပြောပြီးမှအခုကျမှလာပြီးမှ तू ကငါ့ကိုဘာလုပ်တယ်ညာလုပ်တယ်လို့လာမပြောနဲ့တဲ့အဲ့လိုလဲစူခံလိုက်ရသေးတယ်တနာအောင်လာပြောပြတာမဟုတ်ဘူးနော်အတွေ့အကြုံအရာလာပြောပြတာတမျိုးကိုနာကြည့်ခဲ့ဘူးတဲ့အချိန်ကိုနဲ့ပတ်သက်ပြီးတော့ပြန်မစဉ်းစားရှင်မို့ပြန်စဉ်းစားလို့ရှင်လေကိုက emotion နဲ့အရန်ဖြစ်တဲ့လူကအဲ့ဒီခံစားချက်အပြည့်နဲ့ပြောနေလို့ရှင်လေစကားကရှေ့ဆက်နိုင်မှာမဟုတ်တော့ဘူးအနာလေးမှာပဲရက်သွားမှဒီလားရက်သွားမှလုံးဝခံစားရခက်တာကိုပဲသိတယ်ခံစားပူတဲ့လူမှပဲဒီဟာတွေကနားလဲနိုင်တာအဲ့ကြောင့်မခံစားဘူးရင်တော့ဟုတ်လို့လားဆိုတဲ့အမြင်နဲ့ဖြစ်နေတဲ့လူတိုင်းလည်းမခံစားဘူးเนาะဒါတွေကလူတိုင်းလည်းမခံစားဘူးကိုထက်ပို့ဆိုးတဲ့
ပိုဆိုးပြီးတော့ခံစားရတဲ့လူလည်းရှိရင်ရှိမှာပဲအဲ့မှာကိုကတော့အဲ့မျိုးနည်းနည်းရှိပြီးတော့3နှစ်တာကာလပတ်လုံးအဲ့ဒါကျင့်ခံရတယ်ပစ္စည်းပြောင်းလို့ရှင်လည်းတခုယူခံရတယ်ပြီးရှင်ရိုက်တဲ့ဒဏ်ရာရနေလဲရိုက်တာပဲပြီးလို့ရှင်တခါတော့ဘာလုပ်ဘူးလဲဆိုလို့ရှင်လေလုံးဝအိမ်နာကျွင်းရှိတယ်မလားအကြောင်းမှဆိုတော့အိမ်နာကျွင်းရှိတယ်တက်အိမ်နာငယ်ငယ်လေးကအကြောင်းလဲနည်းနည်းပြောလိုက်အောင်မယ်နော်ငယ်ငယ်တော့သူကအရန်တရေကြောက်တဲ့လူတွေပေါ့နော်တရေကြောက်အရန်ပြောလို့ရှင်တရေအရန်ကြောက်တယ်အဲ့တော့ကျတော့တရေတော့ကျောင်းမလေးအောက်စင်းတစ်ခါမှမတော့လို့ချင်းအိမ်တယ်ပေါ့နော်ချက်စနဲ့ပြောရအောင်မယ်နော်ငယ်သေးတော့လေဘာမှမဖြစ်ဘူးလေနော်အကုန်လုံးဘသူအိမ်နာထဲဝင်တယ်လို့အရန်ချားတယ်အိမ်နာထဲမတော်ဘူးလို့ချင်းသွားပြီးတခါအိမ်နာထဲသွားတာအိမ်နာဟိုအပြင်ကနေလေ तू ကဂျက်ထိုးပြီးတော့လေဂျက်ထိုးပြီးတော့ကြောင်းတက်သွားတာအကိုလုံးအခန်းထဲဝင်သွားပြီကိုတက်ရောက်တဲ့တကားကိုထုပြီးမှလေတရက်6တယ်တရက်အကြောင်းလေးခဏပြောတော့ကလေးပဲဆိုတော့ကြောက်တယ်လေတဲ့မလားလုံးဝတိတ်ဆိတ်ပြီးမှဘယ်သူမှလည်းမလာဘူးမသွားဘူးပြီးလို့ရှိရင်အိမ်နာထဲမှာကိုတယောက်တည်းအော်တယ်အတန်တွေလည်းဝင်ကုန်တယ်ငိုလဲငိုနေတယ်ထူတာလည်းဘယ်သူမှမကြတော့နောက်မှဘယ်သူလာပြီးမှဖွင့်ပေးလဲတော့မသိဘူးခုမှတော့အမောတွေစုပ်ပြီးမှပြန်ထွက်လာရတယ်တလားအဲ့ရှင်ကနေစပြီးတော့လေကျောင်းရဲ့အိမ်နာလုံးဝမသွားတော့တာပြီးရင်ကြီးလာမှလေလုံးဝသွားရမယ်အခြေအနေဆိုမှကိုယုံကြည်ရတဲ့တငယ်ချင်းတယောက်ကိုခေါ်ပြီးမှတကားအရှိမှပဲစောင့်ခိုင်းပြီးမှတက်ပလားဒါလို့သူများတကားဆွဲဖွင့်မှလည်းကြောက်ရသေးတယ်ပြီးလို့ရှိရင်ဂျက်ခက်မှလည်းကြောက်ရသေးတယ်လေအဲ့တော့ဟောကျတော့မသွားရတော့တာမယုံရဲတော့လေယုံလို့ရတဲ့လူကိုပဲခေါ်သွားတယ်ကြတော့သွားတာဆိုလုံးဝပဲရှားတယ်ပြီးလို့ရှိရင်အဲ့ဒီအိမ်နာကျွင်းရဲ့အကြောင်းပြောနေရတော့ဆိုတော့အိမ်နာကျွင်းကိုသူကဦးစီးဆောင်သူ့နာမည်လည်းလုံးဝအတိအကျလည်းမမိသေးတယ်နာမည်လည်းထဲမပြောချင်ဘူးပြီးတော့ဦးစီးဦးဆောင်နဲ့လုံးဝတခြားတငယ်ချင်းတွေကိုပေါ့နော်အခန်းထဲကကောင်မလေးတွေကိုခေါ်ပြီးတော့ငါ့ကိုအိမ်နာကျွင်းထဲပြစ်ထည့်မယ်ဆိုမှလေအဲ့ဒီ emotion ကလုံးဝသူတို့ကိုယ်သာမယုံလို့ရှိရင်လုံးဝတေချာပေါက်အိမ်နာကျွင်းထဲကြားမယ်ဆိုတာယုံကြည်တယ်တဲ့လား3-4ယောက်ကဝိုင်းပြီးတော့လေဆွဲမခေါ်တော့တာအဲ့ချိန်တော့မှအော်တယ်တဲ့မကလာခါရီတော့ကြည့်ဘူးမှာပါနော်တကယ်လူစိုးကိုင်းရောဘယ်လိုပြောမှတော့ तू ကမာဖီယာကြီးပေါ့နော်ရုံးနဲ့အော်တယ်လုံးဝမလွတ်ပြီးဘူးတေးအောင်ရုံးမှထွက်ပြေးပြီးတော့လေကိုအကိုရှိရဲ့နေရာနာကိုသွားတာအကိုဘေးကိုသွားပြီးမှထိုင်နေတယ်ပြီးတော့တခါကျရင်ဆိုလို့ရှိရင်လေးဖက်ကုန်းမှာကိုမြင်းစီးတယ်တဲ့မလားမြင်းစီးတယ်ပြီးလို့ရှိရင်တိုးတွေနဲ့လည်းရိုက်တယ်အဲ့လိုမျိုးအများကြီးခံစားပြီးတော့လေငယ်ရွယ်ကနေစပြီးတော့တငယ်ချင်းအကြောင်းအရန်စိတ်ဆင်းရဲရတယ်ပေါ့နော်အဲ့ဒီအချိန်ကနေစပြီးမှ9တန်းလည်းရောက်ရော4တန်းထိပဲရှိရတယ်မြို့ထဲမှာဆိုတော့မြို့ထဲမှာဆိုတာထဲတော့မှဟိုပင်ကျောင်းဟုတ်တယ်4တန်းထိပဲရှိတော့ဟာကျတော့အဲ့ဒီ4တန်းထိတက်တယ်9တန်းရောက်တော့ဟာကျတော့ဘဝလေးငင်းချလိုက်တာကျွတ်လွတ်သွားတာပဲအဲ့ဒီအတွေ့အကြုံအရာတငယ်ချင်းတွေကကိုယ်အနိုင်ကျင့်တာလုံးဝခံစားပြီးတော့လုံးဝသိသွားပြီစိတ်အရန်ပင့်မယ်တော့လေစာထဲကျောင်းစာထဲမှာစိတ်မရောက်တော့ဘူးတိလားငယ်တော့ဆိုရှင်စာလုတ်ဖြစ်တယ်ပြီးတော့တူငယ်တန်းလုံးဆိုလို့ရှင်အဆင့်နေလည်းဝင်တယ်အဲ့ဒီနောက်ပိုင်းဆိုလို့ရှင်တန်းထိလည်းအဆင့်ဝင်တယ်နော်အဲ့ဒီနောက်ပိုင်းနှစ်တန်းကနေစပြီးတော့အဲ့လိုမျိုးစိတ်ဖိစီးမှုတွေများလာတာငယ်ကနေကတငယ်ချင်းဆိုမှအနိုင်ကျင့်ကြရတာမနော်ကိုကလည်းကိုရဝတ်ကြီးပါလာလို့ဝတ်ကြီးဆက်ပေးလိုက်တဲ့သဘောပါပဲပြီးရှင်9တန်းကလည်းရောက်ပြီးတော့အေးဆေးသွားတာအဲ့ကနေစပြီးတော့ဘသူမှမယုံရတော့ဘူးလားသူများကျွေးလို့ရှင်လည်းမစားတော့ကျွေးပြီးဆိုလို့ရှင်ခိုင်းတော့မှလည်းတက်မလားခိုင်းပြီးဆိုလို့ရှင်မလုပ်ပြီးလို့မဖြစ်တော့ဘူးတချို့လူတွေကကြောက်ရတယ်ကျွေးတိုင်းလည်းမစားနဲ့တဲ့အကြောင်းပြောတာလုံးဝတိတ်မခင်ဘူးခက်ကင်းမဲနေလိုက်တယ်ခက်ကင်းမဲနေလိုက်တယ်ရင်းနှီးတဲ့တငယ်ချင်းဆိုလို့ရှင်ရဲ့ချက်တန်းထိမရှိဘူးလုံးဝမရှိဘူးနော်ကိုတဲ့ခန္ဓာကိုကြီးတဲ့ကိုဘယ်မှနေတဲ့လူဆိုလို့ရှင်လည်းသူတို့တွေကကိုအရင်လာရက်တယ်ကိုကပြန်ရက်လို့ရှင်သူတို့ကပြန်မှဆွဲစေးတယ်ကိုကပြန်ဆွဲစေးလို့ရှင်ကိုကပဲခဏခံနေရတယ်တဲ့မလားအားမရှိခန္ဓာကိုကြည့်လိုက်ပါအားမရှိတော့လေအမှန်လည်းကြည့်နေရတယ်အဲ့တော့ကျတော့ခက်ကင်းမနေလိုက်ချစ်ခုနှစ်တန်းရောက်တော့ဟာကျတော့နည်းနည်းလေးကျောင်းမှာပျော်ခါစားပြုတ်လာတယ်ပြီးရှင်6တန်းကနေစပြီးတော့အေးတွေဝင်လာတယ်တဲ့မလားအေးတွေဝင်လာတယ်ပြီးလို့ရှိရင်ငါထဲမှာတော့စီခန်းမှနေရတာဟုတ်တယ်ပြီးလို့ရှိရင်ဘီခန်းကိုရောက်သွားတယ်အဲ့ဒီကနေပဲ
6တန်းနေစပြီးတော့အခန်းခွဲတော့6တန်းနေစပြီးတော့အေးအစင်းတွေဝင်သွားတယ်ပြလို့ရှင်ဆီယမတွေလည်းဆီယမတွေရဲ့မျက်နှာသာပေးမှုလည်းခံရတယ်ပေါ့ဥမာကွာစာတော်တဲ့ရုံမရှိဘူးဒါပေမဲ့ကြိုးစားတယ်ပေါ့နော်ဆီယမတွေအမြင်မှာတော့မျက်နှာသာပေးတာခံရတယ်အဲ့ဒါနဲ့အစင်ပြေလေးဖြစ်သွားတယ်။ခုနှစ်တန်းရောက်တော့ခါကျတော့စပြီးမှနည်းနည်းလေးပျော်လာတာ။ तू ကမာနကြီးတဲ့ပုံစံပဲ။ဘယ်လောက်ထိအားငယ်လဲဆိုရှင်ကိုကပတ်စံရှိရတဲ့ထဲကလည်းမဟုတ်ဘူး။ရုပ်လျှော်တဲ့ထဲကလည်းမဟုတ်။စားလည်းအဲ့လောက်ထိမတောက်ဘူး။မတောက်ဆိုမတော်ဘူးပေါ့နော်မတော်ဘူး။ပြီးလို့ရှိရင်ဆောင်းဝဲဖြစ်ရင်တော့ကိုဘေးကလူတွေထက်သူတို့ကတော်တယ်။ဒါပေမဲ့ဆောင်းဝဲဖြစ်လို့အမထွက်လိုက်တော့ကိုကသူတို့ထက်တာနေတယ်။ပြီးတော့တင်စားဆိုရှင်အရင်အားနေတာပြီးသူများစီကကူရှာရတယ်ပေါ့နော်ကူရှာတယ်ပြခိုင်းတယ်ပြီးတော့မရအောင်ပေးမကူဆိုလို့ရှိရင်ချင်းပြခိုင်းတယ်အဲ့လိုမျိုးလုပ်ပြီးမှတင်ချာကတင်ချာမှတိုးတက်တယ်လို့မရှိဘူးဒါပေမဲ့အေးအစင်းဒီနဲ့တော့အောင်တယ်ပေါ့နော်တင်ချာဖြစ်တဲ့အချိန်ကြက်ပြီးမှရတာလားဆိုလို့ရှိရင်လည်းမဟုတ်တင်ချာတိုးဆိုရင်တော့ကြက်ပြီးတော့ဖြစ်တယ်တင်ချာ1ဆိုလို့ရှိရင်တော့ကိုအိမ်မှာတယောက်တည်းနေတဲ့တင်ချာ1ဘယ်အခန်းနဲ့ဘယ်အခန်းထိလို့ဆိုလို့ရှိရင်အခန်းဖြတ်ပေးလိုက်ပြီဆိုရှင်ပုံတင်နည်းတွေကြည့်တယ်ပြလို့ရှိရင်ဘယ်လိုလုပ်လိုက်တာလဲဆိုမှနားလဲအောင်လုပ်တယ်ကြည့်တော့ခါကျတော့နားလဲသွားတယ်ပြလို့ရှိရင်အဲ့လိုပဲတွက်တယ်ပြလို့ရှိရင်နားမလဲတဲ့နေရာရှိတယ်ဆိုလို့ရှိရင်တော့တငယ်ရှိတွေကိုမေးပြီးမှတွက်တယ်ပြလို့ရှိရင်ချစ်တန်းလေးရောက်ရောပို့ပြီးမှကျူရှင်မှာလုံးဝပျော်သွားတယ်ချစ်တန်းမှာကျတော့ကျူရှင်မှာအရန်ပျော်တယ်ဒီပြကျော်သူ့နာမည်လေးသူကလေဘာလို့သူ့နာမည်ကိုယူတာလဲဆိုလို့ရှင်တော့တငယ်ချင်းတွေအများအမျိုးကိုရေစရာမောစရာလုပ်ပေးတငယ်ချင်းလည်းရှိတယ်ပြီးလို့ရှင်ကိုရေအောင်လဲထားတယ်ဒါပေမဲ့မျက်ရည်ကျအောင်လေလုပ်တဲ့တငယ်ချင်းလည်းရှိတယ်ဒါပေမဲ့အဲ့ဒီတယောက်ကကြတော့အများတန်းသူနဲ့ပေါင်းလိုက်ရင်အရင်စိတ်ချမ်းသာရတယ်အရင်ပျော့တယ်ဒါပေမဲ့ तू ကမဟုတ်ဆိုလို့ရှင်လည်းကက်စီကုတ်တယ်တောင်းစားလို့မရအောင်ကျွေးလို့ရှိရင်နည်းနည်းလေးပဲကျွေးရဒါပေမဲ့ तू ကစိတ်ချမ်းသာအောင်ထားတယ်သူ့ကိုအကြောင်းပြုပြီးမှစိတ်ဆင်းရဲတဲ့ဆိုတဲ့အချိန်လုံးဝမရှိဘူးကျွေးရှင်မှာတော့အရင်ပြောနော်အဲ့ဒီနေ့8တန်းမှာပဲတငယ်ချင်းတယောက်ဟုတ်တယ်ကိုလူမျိုးပဲဟုတ်တယ် तू ကကျတော့သူ့ကိုအချစ်ဆုံးတငယ်ချင်းလို့တတ်မှတ်ထားဘူးတာပေါ့နော်ပြလို့ရှိရင်ကိုကတဘောထားချင်းမတိုက်ဆိုင်တာရှိတဲ့အချိန်မှာရှင်းပြပြီးမှသူ့ကိုနဲ့အမြင်တူအောင်စူးစမ်းကြည့်မယ်ပေါ့အဲ့လိုမျိုးစိတ်နဲ့တွေးတာဒါပေမဲ့ तू ကအဲ့လိုမျိုးလုံးဝမဖြစ်ဘူးသူ့ကိုအကြောင်းပြမှာအရန်ပဲစိတ်ပင်ပန်းလိုက်ရတယ်ကျူရှင်တူတက်မယ်ဆိုမှကိုကခေါ်လိုက်တာကြိုတင်ပေးတယ်ပြလို့ရှိရင်တေးချာစာလုပ်ရတာအဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးပြောပြီးတော့သူ့ကိုခေါ်လိုက်တာဒါပေမဲ့သူရောက်လာတဲ့နေ့ကနေစပြီးတော့နင်ပြောတော့ကျူရှင်ကခေါင်းနေဆိုနင်ပြောတော့ကြိုပြီးမှတင်ပေးတယ်ဆိုနင်ပြောတော့ဘာဖြစ်တယ်ညာဖြစ်တယ်နင်ပြောလို့လည်းမဟုတ်လုံးဝစကားကိုညင်းငွေ့အောင်ရွဲ့ပြီးတော့ပြောတာတလားအရန်စိတ်ပင်ပန်းရတယ်ငါကြောင့်မလို့လားငါကြောင့်ခံစားရလားမသိဘူးအဲ့လိုမျိုးဖြစ်သွားတာနောက်ပိုင်းတော့ तू ကကျူရှင်ထွက်သွားတယ်အဲ့အချိန်မှာတော်တော်လေးနားအေးသွားတယ်အဲ့ဒီနေ့8တန်းနောက်ဆုံးနေ့မှာငင်းခုံရှင်သည့်ဘေးဆိုတဲ့စကားကိုလေအရှင်ဥဒ္ဓမဟောထားတာနော်ငင်းခုံရှင်သည့်ဘေးဆိုတဲ့ဟာတကယ်ကြီးလက်တွေ့ကြကြကိုလက်ခံလိုက်တယ်လုံးဝဆောင်ဝဲဖြစ်တော့မယ်နောက်ဆုံးရက်ခုံစီရဲ့ပေါ့နော်အဲ့ချိန်မှာခုံကိုစပွဲခုံပေါ်မှာမောက်တင်တယ်လေအဲ့ဒီမောက်တင်တဲ့အချိန်မှာလက်ပြတဲ့ကောင်ကလာနာနေတာပေါ့အဲ့ဒီလက်ပြကိုကအဲ့ချိန်ကနေကငါးပါးတီလာကိုထိန်းနိုင်အောင်စူးစမ်းတဲ့လူပေါ့နော်အဲ့တော့ကျွန်တော်မတင်သေးနဲ့လက်ပြရှိတယ်မတင်သေးနဲ့လို့ပြောတာကို तू ကတင်လို့ပြောတာကြားလိုက်တယ်ပေါ့နော် तू ကဘာပြောလဲဆိုရှင်ဘာလို့တင်ရမှာတော့တည်သွားမှာပေါ့တဲ့အဲ့တိုင်းပြောတော့ခါကျတော့ကိုကလည်းနင်မတင်သေးနဲ့လို့ပြောရလေငါဘယ်တော့ကတင်မယ်လို့ပြောလို့လဲဆိုတော့ तू ကဘာမှမဟုတ်ဘူးနဲ့တင်လို့ပြောတာငါတင်လို့ပြောတာကြားတယ်တဲ့ကိုဘေးမှာရှိရဲ့ဝင်တင်လားတင်ဝင်လားမသိဘူးသူတို့တွေကလည်းမေးတဲ့အချိန်မှာငါပြောတာမှန်တယ်တဲ့ဟုတ်တယ် तू မတင်နဲ့လို့ပြောတာထောက်ခံပေးတဲ့လူရှိရတော့မှ तू ကနောက်မဆုတ်တဲ့ပြင်နင်ပြောတာမှားတယ်ငါမှန်တယ်ငါကြားတာပဲမှန်တယ်ပဲလုပ်နေတော့လက်ခံဖို့မကြိုးစားဘူးပြီးရင်ငါစဉ်းစားမိရပါတော့ကြာလာတော့ငါစဉ်းစားမိတာဘာစဉ်းစားမိလဲဆိုတော့တခါကျရင်ကိုရီးယားရှိတယ်လေကိုမမှန်တင်ရင်လည်းညင်းလက်စားနဲ့ဆော့ပြီးမှညင်းလိုက်တယ်အဲ့လိုမျိုးပဲထင်မိတယ် तू မမှန်တင်ရတယ်ဒါပေမဲ့မာနာနဲ့ပေါ့နော်ညင်းလက်စားနဲ့လက်မလျှော့ဘဲနဲ့ဆက်ညင်းတဲ့လိုပဲငါခံယူမိတယ်အဲ့ဒီနေ့ကနေစပြီးတော့ဒီနေ့ချိန်ထိ73နှစ်တော့အဲ့ဒါအခု20နှစ်ရှိပြီ
ဒီနေ့ဒီချိန်ဒီသူနဲ့စကားလုံးဝမပြောဖြစ်တော့ဘယ်လိုရှင်ပတ်သက်ရှင်စိတ်လည်းတကယ်လည်းလုံးဝမရှိတော့အမြင်မတူသူကနာမည်တော့မယူထားပေမဲ့ဒီဗီဒီယိုဘယ်သူတွေမြင်မှလဲတော့မသိဘူးเนาะအမြင်မတူဘူးဘယ်လိုရှင်သူရဲ့ပုံစံကသူကစာနဲ့ငယ်ငယ်တော့တငယ်ချင်း3ယောက်ဆိုမှရှိရယ်ကွာသူ့ကိုငယ်ငယ်ကနေကတွဲလာတာစိတ်ပင်ပန်းခဲ့ရတယ်လေတန်းမှာညအိတ်ကျရှင်တက်တဲ့အချိန်လိုက်အတိုင်းပဲကိုငါအိတ်ရပုံမှာမအိတ်ရပုံမှာအိတ်တယ်ဒါပေမဲ့ तू ကဒီမလား तू ကအလဲမှာအိတ်မယ်ပြီးမှမအိတ်ချင်ဘူးဘာညာအရင်ကြီးမြစိတ်စီးရဲခဲ့ရတယ်ဗောနော်လူတဲကိုအကြောင်းပြုတ်ပြီးတော့အဲ့ဒီအချိန်လေးဆိုင်မှာစိတ်ထဲမှာအရင်ပဲအေးပါတယ်ကောင်းတယ်ဘာလို့လဲဆိုတော့အစိုးမြင့်ဝါရလို့ခံစားရတယ်အခုအချိန်မှာပြောင်းလဲသွားရင်တော့မသိဘူးเนาะအရင်တော့သူကစာ3ယောက်ပေါင်းတဲ့ထဲမှာသူကစာတော်တဲ့ထဲမှာရှိတယ်3ယောက်ထက်ပိုတော်တယ်ဆိုတော့ပုံစံမျိုးကိုယ့်ထက်လည်းတော်တယ်ကိုကအလေထဲမှာဟုတ်တယ်ငါတို့အမက်မေးဆိုရှင်သူထက်နည်းနည်းများနေဆိုရှင်သူကမနာလို့ဖြစ်တယ်သူကကိုယ့်ထက်တော်တော့ခါကျတော့ကိုကသူဘလောက်ပဲရစိတ်ကိုမဝင်စားတာဒါပေမဲ့သူ့စိတ်ထဲမှာတော့ကိုကသူ့ထက်နည်းနည်းညံ့နေဆိုတော့သူတဲ့အမက်တာပါလို့ရှင်သူကမနာလို့ဖြစ်တယ်မနာလို့ဖြစ်တော့ခါကျတော့အစင်မပြေဘူးပြီးလို့ရှင်သူကကိုအမက်မေလို့ကိုကပြောလိုက်ပြီဆိုရှင်ဥမာ80 88 90ပြောလိုက်လို့ရှင်သူကဘလောက်လဲဆိုရှင်ငါအမက်မရဘူးငါမသိဘူးငါရပုကမကြည့်လိုက်ဘူးတဲ့အဲ့လိုကြီးစိတ်လို့ရှာဖို့ကောင်းတာကွာဆောင်းဝဲဖြစ်ပြီးမှရပုကမကြည့်တဲ့လူရှိပါမလားလိန်တော်မှပေါ်တင်တယ်မလားမပြောချင်ဆိုမပြောချင်ဘူးမဟုတ်လိန်တော်မှပေါ်တင်ကွာပြီးတော့ကိုရဲ့ဆိုင်မှာဆိုရှင်မပေါ်စားအဘောဆိုင်မှာဆိုရှင်ထမင်းသွားစားလေဦးလေးတို့ကတာယာဆိုင်ဖွင့်လာတော့ထမင်းလည်းမထိုးတော့အဲ့ဟိုပဲသွားစားတယ်တခါကျရင်တငယ်ချင်းတွေကိုခေါ်သွားတယ်သူ့ကိုစားခိုင်းတယ်သူ့ကိုလည်းခေါ်သွားတဲ့အချိန်မှာစားခိုင်းတယ်လေမစားဘူးတဲ့ဘယ်လိုလဲဆိုရှင်သူကနည်းနည်းစားတော်တယ်ပေါ့ပြီးရှင်သူ့ဟိုအပေါ်အောက်လမ်းတွေသုံးမှကိုသူကကြောက်တာတဲ့သူများအိမ်မှာဆိုလုံးဝသူမစားဘူးသူကအဲ့လိုမျိုးလောက်ခံပူတာလည်းရှိမှာပေါ့နော်ဒါတော့ကိုလည်းမသိဘူးအဲ့တော့ဟာကျတော့အဲ့တိုင်းပြောတဲ့ကိုကစေတနာနဲ့ကြွေးရှင်တာလုံးဝစော်ကားလိုက်တာနဲ့အတူတူပဲဖြစ်သွားတော့လေစိတ်ပြတ်သွားတာပေါ့နော်တရက်ခါကျတော့မခေါ်သွားချင်အောင်ဒါပေမဲ့ခေါ်သွားချင်တယ်အဲ့လိုမျိုးဆိုတော့တရက်ခါကျတော့ခေါ်သွားတာသူကထမင်းတော့မစားဘူးဘာလို့လဲဆိုရှင်ခေါင်းသွားပြီးတယ်မဲ့အချိန်မှသွားပြီးမှလေပြီးလို့ရှင်ကိုကလည်းစိတ်တူစားနေပေါ့နော်သူ့ပြောတာပေါ့နေလို့ထမင်းမဲမစားတာလို့နေရစပင်ကျွတ်ပါလာလို့ရှင်အဲ့ဒီစပင်ကျွတ်နေလဲလွတ်ပြလို့ရတယ်ဆိုတော့အဲ့ချိန်ကျမှညင်တော့ဟုတ်တယ်သူတကယ်မစားပဲဘာလဲမသိဘူးသိလားလူအမျိုးလူတိုင်းကိုအဲ့လိုမျိုးပုံစံနဲ့ဆက်ဆံရင်တော့အရင်မားသွားမယ်ပေါ့နော်ဒါကိုစိတ်နဲ့နိုင်တာလားလို့တော့မှခံစားရတယ်တခါတည်းကြိုင်နေလူတွေကအရင်အဆိုးမြုံဝါဒများလို့ရှင်လဲကိုစိတ်နဲ့နိုင်တာလားသူတို့ကအဲ့လိုလှုပ်ကိုကိုလည်းအဲ့လိုထင်တာလားအဲ့လိုမျိုးပုံစံနဲ့တွေးမိတာပေါ့နော်ဒါပေမဲ့အဲ့ဒါတော့သူတို့အကြောင်းပေါ်တာအတွေ့အကြုံရပဲပြောပြတာသူများအတင်းလာတုတ်တာတော့မဟုတ်ပါဘူးအဲ့လိုလူတွေလည်းရှိတတ်တယ်ဆိုတာကိုပြောပြတာကိုရီးယားလည်းတခါကျလူလေကြားတာတွေလည်းရှိတယ်လူလေကြားတာရှိတယ်သူ့ကိုငယ်ငယ်တော့ဆိုဘယ်လိုခေါ်လဲဆိုရှင်ရေသူမအယုံမလေးတွေပေါ့နော်ကိုမအယုံမတခုမှမရှိဘူးအယုတ်တွေဆိုလို့ရှင်တခုမှမရှိဘူးသူတို့မှဆိုအိမ်ကြီးနဲ့ရှိတယ်ဒါပေမဲ့အဖွားကကိုတခြားလူအိမ်မှာသွားလဲတာဆိုခွင့်မပြုတ်ပေးမလဲဘူးအဲ့တော့တခြားလူတွေကိုအိမ်လာအောင်လို့ဆဲဆောင်တာသူ့ဘယ်လိုဆဲဆောင်လို့ရှင်ငါမှလို့အယုံမလေးတွေရှိတယ်ငါအိမ်လာလေလေးဆိုတော့သူကတကယ်လဲလာလေတယ်လာလေတဲ့အချိန်ကျရင်ပမာလုံးအယုံမဆိုလို့ရှင်အပေါ်ကြည့်တယ်လို့လိုက်အောက်ကြည့်တယ်လို့လိုက်သူကအယုံမကိုတက်တာထဲမှာထည့်ရတယ်တော့မရှိဘူးတော့ကအဖွားနာမှာအဖွားနာမှာဆိုအဲ့ဒါတွေရောက်တက်တယ်လေအမြဲတမ်းလို့ဆိုတော့ကျတော့အဖွားနာမှာအဲ့ဒီနဲ့စကားပြောနေတော့ဝင်မချိုးရဘူးအဖွားရိုက်ဆဲတက်တယ်ပေါ့အဲ့လိုမျိုးပြောပြီးလို့ရှင်ဒါသူနဲ့တခြားဟာတွေဆော်တယ်ပြီးရှင်သူ့ပြန်သွားတယ်နောက်ရကြတယ်အဲ့လိုမျိုးပဲခေါ်တယ်ပြီးရှင်တော့မရှိဘူးလို့ပြောလိုက်လိမ့်ပြီးတော့ခေါ်တာလူလေကြတာဘာလို့ငငယ်တော့ကြတော့ဘာမှနားမလဲလေကိုလည်းအဖော်မလူချင်တာဆိုတော့လေသူများအိမ်ပြီးမတော့ကိုအိမ်လာအောင်ပဲဆက်ဆောင်ရတာပေါ့အဲ့လိုဟုတ်ကဲ့အဲ့ဒီတငယ်ချင်းနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးပါပဲเนาะပြီးရင်နွေရ73နှစ်တုန်းကနွေရဒီကျောင်းပေးမှာဆိုရှင်နေပါလီကျောင်းတက်တယ်နေပါလီကျောင်းမှာဆိုရှင်အရန်ပြောတယ်ကိုရီးယားနေပါလီဆိုတော့နေပါလီလူမျိုးတွေကြီးပဲရှိတယ်ပြီးရင်ဆော်လိုက်စားလိုက်ပြီးရင်အရှင်နေပါလီစားလို့ဆိုရှင်ကျောင်းတော့မှသွားပြီးမှလေခိုးပြီးမှစားတာသူများ
ခိုးစားဆိုကိုယ့်ဟာနဲ့ကိုစားတာဒါပေမဲ့သူများမြင်ချင်တာတောင်းစားတယ်လေကိုလူအချင်းချင်းဆိုတော့မကြွေးရမဖြစ်ဘူးဆိုတော့သူများမမြင်အောင်သွားပြီးမှသွားစားတယ်ပြီးရှင်ဆော့လေဆော့တယ်အရင်မပြုတ်ဖို့ကောင်းတယ်နောက်ဆုံး9ရက်နေ့ကကြတော့လုံးဝစီကန်လည်းမလိုက်နိုင်ဘူးဆော့လာကလည်းတကုံပဲအရင်လည်းပြုတ်ဖို့ကောင်းတယ်လို့အရင်လည်းစိတ်ပင်ပန်းခဲ့ရတယ်ပေါ့နော်အဲ့တော့ကျတော့ကိုယ့်ရဲ့တငယ်ချင်းနဲ့ပတ်သက်ပြီးတော့အပျော်ရှင်ဆုံးဆိုလို့ရှင်တော့လင်းပြပြကြော်နဲ့ပေါင်းခွေးရတဲ့အချိန်မှာအရင်ပဲပြော့တယ်တခြားတငယ်ချင်းလည်းရှိတယ်သူတို့ကိုလည်းအကြောင်းပြုမှာအရင်ပြော့တယ်တငယ်ချင်းရှိလို့လည်းတငယ်ချင်းတွေရှိပေးတဲ့အတွက်ကောင်းတဲ့တငယ်ချင်းတွေရှိပေးတဲ့အတွက်လည်းကျေးဇူးတင်တယ်မလို့ရှင်သူတို့ဒီကတော့ဒါမှမဟုတ်အနေနဲ့အများတော့ငိုအောင်လဲလုပ်ဘူးတယ်စိတ်ဆင်းရအောင်လဲလုပ်ဘူးတယ်လိုက်လဲစတယ်ဘာရှင်ပြောင်းအောင်လဲထားတယ်အဲကြောက်ကူမှာကျတော့နောက်ဆုံးနေ့ကျောင်းတက်တော့ဟာကျတော့ကျောင်းတက်တော့ဟာကျတော့ပို့ပြီးမှအဆင်ပြေတယ်ဆီယမတွေကိုအရင်ကြောက်တဲ့ကြောက်ကူလည်းပြောင်းလာရောဆီယမတွေကိုကြောက်တယ်ဆိုတဲ့စိတ်မရှိဘူးလူကလည်းနည်းနည်းလေးပဲ20တောင်မကျော်လေဘိုင်ယိုနဲ့ eco ပေါင်းမှ20တောင်မကျော်တခန်းနဲ့မနေရတာဆိုတော့ဆီယမတွေကိုလည်းမကြောက်ဘူးဆိုတာရိုင်းနဲ့ဆိုလိုတာမဟုတ်တော့အေးစစ်ပုတ်ဖြစ်တယ်နားမလဲတာရှင်းလဲသွားမီးရဲတယ်ငငယ်တော့ဆိုဆီယမတွေကိုသွားမမီးရဲဘူးအဲ့ဒီကိုအနိုင်ကျင့်ခဲ့တဲ့လူပေါ့နော်သူကတရတော့သူကအောင်စင်သွားမယ်ဆိုပြီးတော့ဒီမျိုးဟိုတိုင်းနေ့လေးရှိလေပေါင်ထိပဲရှိတယ်မျိုးចောင်းဝိုင်းကိုကာလာတဲ့ဟာဝရန်တာလိုမျိုးပုံစံနဲ့လေအဲ့ဒီဟာကိုအကုန်လုံးခုံကြမှသွားတာလေလမ်းအတိုင်းမသွားဘူးပြီးရင်သူကကိုရဲ့လုံးဝအရှိဆုံးမှဟုတ်တယ်သူကပြေးသွားတော့ခါကျတော့အဲ့တိုင်းပဲခုံချတာဒါပေမဲ့သူကမောက်လဲသွားတယ်ပြီးရင်လက်ကျိုးသွားတယ်ကိုမှတော့လေသူကကိုအနိုင်ကျင့်ထားတာဒါပေမဲ့နဲလိုက်တာကောင်းတော့ကောင်းသေးရဲ့ဆိုရင်စိတ်နည်းနည်းလေးမဖြစ်ခဲ့ဘူးသိလားပြီးရင်ကိုကလေလုံးဝကြောက်လန့်ပြီးတော့သူရဲ့အနောက်ကိုသွားပြီးတော့လေသူ့ထူလိုက်တယ်ပြီးရင်သူကလက်ကျိုးပြီးဆိုမှမငိုနေတဲ့အချိန်မှာတော့ဘာမှမဖြစ်ဘူးဆေးရှော့မျိုးကိုကချော့နေတာပြီးရင်ကိုကဟိုမရဒီမရဖြစ်တာသူဆီယမကသူအမေကိုတောက်ခေါ်လို့ပြီးတော့ကျတော့လူအများကြီးပြေးသွားတာအဲ့ဒါမှငါလည်းပါတယ်ငါလည်းပြေးသွားဒါမှသူများတွေလူအရင်များသွားတော့ခါကျတော့လေသူများနောက်ကမမီဘူးပြီးရင်ဖော်ကြီးချောင်းသားလေးကနေလဲပြီးမှပြန်လာတယ်ပြီးရင်သူ့ကိုချော့တယ်သူ့အမေလိုက်မဆေးရုံခေါ်လာတယ်လက်ကျိုးရတာဟုတ်တယ်တကယ်ပဲကျိုးသွားတာဟုတ်တယ်ပြီးလို့ရှိရင် तू က1လလား2လလားမသိဘူး तू မလာဘူးကြောင်းနားတယ်အဲ့ဒီအချိန်တော့ကိုကလည်းအနိုင်မချင်းခင်အောင်ပေါ့နော် तू လည်းပြန်လာရောစိတ်ထဲမှာဆိုတတိနေကြောက်နေရတာသူ့ကိုနဲတော့နေသေးတယ်ဆိုတော့စိတ်မဖြစ်ဘူးစိတ်ထဲမှာလေငိုချင်စိတ်တောင်ပေါက်လာတယ်မလားဒါပေမဲ့ကံကောင်းတာအဲ့ချိန်ပဲတွေးမိတာပေါ့နော်တော်ပါသေးတယ်ငါသူ့ရဲ့နောက်မှာရှိနေလို့တော်တော်လေးနောက်မှာရှိနေလို့တကယ်လို့သူနဲ့ကဲ့ရဲ့ပဲရှိနေဆိုရှင်ငေါ့များသူတွန်းချလိုက်တာဆိုမှရိုးနေမလားဆိုမှစိတ်ထဲမှာလေလှန့်နေရတာလေတဲ့လားပြီးလို့ရှင်အခုအဲ့ဒီနောက်ပိုင်းဒီမှာလေကိုက45အရွယ်လောက်မှာအရန်မဲ့တစ်ခါကျရင်နာကျင်ရတဲ့အချိန်ကြီးအဲ့လိုမျိုးကိုယ်အနိုင်ကျင့်တဲ့လူတွေကိုနာကျင်စေတဲ့လူတွေရွယ်ပြီးတော့ပဲဖြစ်မရွယ်ဘဲနဲ့ပဲဖြစ်အရန်ပင်ပန်းတော့တရားအခန်းထဲမှာဝင်ပြီးမှငိုတာပေါ့နော်ငိုပြီးမှဖះကိုကတော့တာဘလို့ကတော့လဲဆိုအဲ့ခန်းထဲမှာအရန်ကိုရဲ့အဲ့ဒီအချိန်တော့ပေါ့နော်ဘာဆုတောင်းလဲဆိုလို့ရှိရင်ပေါ့နော်ဖះကိုလေငိုပြီးမှတောင်းမှကတော့တယ်တဲ့မလားဝစ်လေတာလက်ခံတယ်လို့ပါလဲဆိုလို့ရှိရင်အရင်တော့ကိုလည်းတိပြီးတော့ပဲဖြစ်မတိပဲနဲ့ပဲဖြစ်ငါသူမျိုးကိုအဲ့လောက်ထိတောင်အနိုင်ကျင့်ခဲ့တာပဲအဲ့လောက်ထိတောင်နာကြောင်လုတ်ခိုင်းတာပဲလုတ်ခဲ့တာပဲနော်ငါနဲတော့နေသေးတယ်ဒီထက်ပုံမှန်ခံတဲ့ကိုကိုဒေါ်လာတွေထွက်ပြီးတော့လေမိုးချင်စေဖြစ်သွားတာပေါ့နော်ဒါပေမဲ့လည်းပြန်စဉ်းစားတယ်ဟိုကျငါယူရပြီးတော့ပဲဖြစ်မယူပဲနဲ့ပဲဖြစ်နာကျင်အောင်လှုပ်တဲ့လူမှန်သမျှကိုအနူးညွတ်တောင်းမဲ့နဲ့တကယ်ပဲစိတ်ရင်းနဲ့တောင်းမဲ့နဲ့ဒီမှာတောင်းမဲ့နဲ့ပြီးလို့ရှိရင်အဲ့ဒီတစ်ချိန်ထဲမှာပဲဘာပြန်ဆုတောင်းလဲဆိုလို့ရှိရင်ကိုယ်နာကျင်အောင်လုပ်တာမနော်ငါဒီလောက်ထိနာကျင်ရမယ်ဆိုတာသူတို့မသိလို့ငါ့ကိုဒီလိုလုပ်တယ်ထင်တယ်ဒါလို့သူတို့ကသိရဆိုလို့ရှိရင်တော့ကိုယ်ဒီလိုလှုပ်လောက်မယ်မထင်ဘူးသူတို့ကြောင့်ဒီလောက်ထိခံစားရခတ်သွားတဲ့အခြေအနေမျိုးထိရောက်အောင်ဘယ်လောက်ထိအောင်ခံစားလဲဆိုလို့ရှိရင်လူလောကကနေကိုပျောက်ကွယ်သွားရှင်စေ
ပေါက်လာတဲ့အထီကိုကိုနှိမ့်လဲနှိမ့်ဆက်တယ် nation စိတ်လဲလုံးဝမရှိတော့ဘူးဆိုတော့လေလူတယောက်ကိုအဲ့လောက်ထိဖြစ်သွားအောင်တော့သူတို့ရွေပြီးမှလှုပ်တာမဟုတ်တော့ဘူးအဲ့တော့ကျတော့တင်မလားဖះတပည့်တော့လဲခွင့်လုပ်ပါတယ်တင်မလားရွေပြီးတော့ပဲလှုပ်မရွေပဲနဲ့ပဲလှုပ်သူတို့ပြန်မခံရပါစေနဲ့ဒီလောက်ထိနာကျင်ရတာကိုချင်းစားတယ်ပေါ့နော်သူတို့လည်းကိုနဲ့ထက်တူများနာကျင်နေမလားပြန်ခံရမလားတခါကျရင်ရှိရလဲဟိုပဲသူများက1100ခိုးထားရရှင်ကိုဟာ1000ပါသွားတက်တယ်ဆိုတဲ့ပုံစံမျိုးသူများနည်းနည်းလို့ရှင်ကိုကအဆက်100ပြုတ်ပြန်မှခံစားရနိုင်တယ်ပေါ့နော်အဲ့တော့ကျတော့ကိုကဒီလောက်နာကျင်နေရတော့မှ तू ကကိုတက်ပို့ပြီးမှနာကျင်ရမယ်ဆိုရှင်တော့သွားပြီလေလုံးဝခံနိုင်ရင်ရှိချင်မှရှိမှာအဲ့တော့ကျတော့အဲ့လိုမျိုးမခံရပါစေနဲ့လုံးဝခွင့်လွတ်ပေးပါတယ်ဆိုပြီးမှဆူတောင်းပေးရပါတော့ဆူတောင်းပေးပြီးမှတိတ်မကြခင်မှာပဲတရားတစ်ပုဒ်ထင်မှာကြားလိုက်ရတာပါလဲဆိုလို့ရှိရင်လှုပ်တော့ငါလှုပ်ပြီးမှတောင်းမှန်တာတော့ကောင်းတယ်အပြည့်ရွတ်သွားတယ်ဒါပေမဲ့ဝစ်ကတော့လေအောင်မှာပဲဖះတော့မှဝစ်လေနေဆိုတဲ့ပုံစံပါပဲနော်အဲ့တော့ကျတော့ကိုကတောင်းမှန်နေလဲဘာမှမထူးဆိုတော့တစ်ချက်စိတ်တက်ကြပါတာပေါ့နော်တကယ်လို့ငါလှုပ်တာလဲငါပြန်ခံရအောင်မှာပေါ့နော်ဟုတ်ပြီဒါပေမဲ့ငါ့ကိုလှုပ်တဲ့လူကလည်းသူတို့ကလည်းငါတဲ့မလားခွင့်လွတ်တယ်အရေးမယူဘယ်လိုပြောမှာတော့အညိုးမထားဘူးခွင့်လွတ်ပေးရတော့မှသူတို့ဝစ်လေအောင်မလားဆိုမှစိတ်ပူနေမိတယ်ပေါ့နော်အဲ့တော့ငယ်တုန်းကတွေးတဲ့အတွေးခေါ်ပေါ့လူငယ်တွေကလေစိတ်ကဖြူစင်တယ်တဲ့အဲ့လိုပါပဲငယ်တုန်းကတော့ကိုလည်းအဲ့လိုမျိုးပဲတွေးခဲ့ပူတာပေါ့နော်ငယ်တုန်းကအဲ့လိုမျိုးစိတ်ရှိတယ်အခုရောအဲ့လိုမျိုးရှိလားဆိုလို့ရှင်တော့အခုတော့ဘယ်လိုလုပ်မှလဲဆိုလို့ရှင်အခုလောအချိန်မှာတော့လေကိုလာလုပ်တယ်ဆိုလို့ရှင်လည်းထားလိုက်တော့အဲ့လိုမျိုးပဲတွေးလိုက်တော့တယ်ထားလိုက်တော့ဟိုမှာဥပိ္ပခါပြုတ်လိုက်တဲ့ပုံစံပေါ့နော်ဒါပေမဲ့ပြင်မခံရပါစေနဲ့အဲ့လိုမျိုးတော့ဆူတောင်းဖြစ်တယ်အဲ့လိုမျိုးတော့ဆူတောင်းဖြစ်တယ်အဲ့မျိုးငိုယုံပြီးမှအနိုးညွတ်တော့မခံရပါစေနဲ့လို့တော့မပြောဖြစ်တော့မောတော့ငယ်တော့အဲ့လိုမျိုးငိုတန်နေလို့လည်းမဖြစ်တော့ဘူးလေအကောင်အဆိုးပေါင်းပြီးမှပြောလိုက်တာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပဲအတွေ့အကြုံဆိုးရတဲ့အတွေ့အကြုံရှိရဆိုလို့ရှင်လည်းကွန်မန့်မှာပြောခဲ့ပါဒီလောက်ပဲတတိရတယ်ခုလောဆယ်မှာတော့လေပြီးချင်အမြင်မတူတာလေးတွေရှိရင်လည်းပြောခဲ့လို့ရပါတယ်လို့